မိသားရသည်ပွားအင်္ဂလိပ်ရဲ့မတ်လ21ရက်ကနေဧပြီ19အတွင်းမွေးဖွားသူများဟာမိသားရသည်ပွားများဖြစ်ကြပါတယ်မိသားရသည်ပွားများဟာအကြံကြီးတယ်ရည်ရွယ်ချက်ကြီးတယ်ဥဆောင်လိုတယ်စိတ်မြန်တယ်တခုဆိုခုမှလူစားမျိုးဖြစ်တယ်အင်္ဂါဂျိုဟာစိတ်စောကြီးစေပေမဲ့စနေဂျိုနစ်မှုလို့အားမရှိတဲ့အတွက်ဝိရိယအားနဲ့သူများလည်းဖြစ်ပါတယ်ဟုံးကနေထလောင်ပေမဲ့လည်းငြိမ့်လွယ်တဲ့ကောက်ယူမိလို့လူစားမျိုးဖြစ်ပါတယ်အချိန်မှန်မှန်လောက်ရတဲ့အလုပ်တွေအချိန်ယူလောက်ရတဲ့အလုပ်တွေကိုညီငွေတက်သူများလည်းဖြစ်တဲ့ခရီးသွားရခြင်းစွန့်စားရခြင်းများကိုဝါသနာထုံနဲ့စိတ်ရှည်မှုတိခံမှုနဲ့သူများဖြစ်တဲ့အရှိစိတ်ကားစိတ်ပြင်းထန်တတ်ပေမဲ့လည်းအလွန်ကြုံမဖြစ်အောင်လည်းထိမ့်သိမ်းနိုင်စွမ်းရှိကြသူများဖြစ်တဲ့ဒီစနစ်ကြမှုနဲ့ပြီးကပြည့်လောက်ကသူများလည်းဖြစ်ပါတယ်ထို့ကြောင့်မိသားရသည်ပွားများဟာအောင်မြင်လို့စိတ်ကြီးပွားလို့စိတ်ပြင်းထန်ကြပေမဲ့စိတ်ဓာတ်ရဲ့တေချာမှုနေတက်လို့အလှမ်းကျဲပြီးအလဲလက်သူများလို့ရေဘူးကကမုန်းတက်ပြီးလိုက်ပါတယ်မိသားရသည်ပွားအင်္ဂလိပ်ရဲ့ဧပြီလ20ရက်မှမေလ20ရက်အတွင်းမွေးဖွားသူများဟာဗိဒ္ဓရာသီပွားများဖြစ်ကြပါတယ်။ဗိဒ္ဓရာသီပွားများဟာအပြောင်းလဲနှွေးထွေးတတ်သူများဖြစ်ပြီးအရာရာကိုအလွယ်တကူလက်ခံတတ်သူများဖြစ်ပါတယ်။အရာရာကိုဆွဆွမြဲမြဲရှိတတ်ကြပြီးစီကံသိဝေသူများလည်းဖြစ်ပါတယ်။ဘဝကြီးပွားရေးစီးပွားရေးမှာလည်းစိတ်မလောကြီးပဲပြည့်မှန်မှန်နီးလန်းမှန်ဆိုတဲ့သဘောတရားကိုလက်ခံကျင့်သုံးတတ်သူများဖြစ်ပါတယ်။အပြောင်းလဲနှွေးထွေးတဲ့သူဖြစ်ပြီးတချို့ဆိုရင်ဘူးဆိုဖြုံတည်တတ်သူများဖြစ်ပါတယ်။အရာရာကိုသတိကြီးတယ်မှတ်သေးကြီးတယ်သစိမ့်တွေပေါ်မှာသတိကြီးထားပြီးဆက်ဆံတတ်တယ်ဘသူကမှတိတ်မြုံတတ်ဘူးငွေကြေးသုံးစွဲမှုမှာစစ်စစ်တေချာလွန်တာမို့ကစီနဲ့သူများလို့အတူနေတဲ့သူများကအတိမတ်ပြုခြင်းခံရတတ်ပါတယ်အရာရာမှာတန်ရတန်ကြီးကိုတိတ်တွက်ပြီးဈေးစစ်တက်လို့သူတို့ကိုပစ်တီကောက်လွန်သူများလို့နမီပေးကမွန်တက်လိုက်ပါတယ်မေထုံရသည်ပွားအင်္ဂလိပ်ရဲ့မေလ21ရက်မှဇွန်လ20ရက်အတွင်းမွေးဖွားသူများဟာမေထုံရသည်ပွားများဖြစ်ပါတယ်။မေထုံရသည်ပွားများဟာလျင်မြန်တော်လှန်မှုမတည်ငြိမ်မှုနိုင်ချိန်သီးလိုရောက်ရက်ခတ်လှုပ်ရှားနေတဲ့သူများဖြစ်တယ်။ဘယ်အရာမှဆွဆွမြဲမြဲမရှိဘူး။ဘယ်အရာမှတိတိကျကျမဆုံးဖြတ်နိုင်ဘူး။ဉာဏ်ကောင်းတဲ့စကားပြောကောင်းတယ်။သင်္ခါနှုတ်ပတိဉာဏ်ကောင်းတယ်။လူမှုဆက်ဆံရေးကောင်းတယ်။ဒါပေမဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ဘဝခံယူချက်တွေနည်းတယ်။သူများစကားနားယောင်လွယ်တယ်။ဇွဲမရှိဘူး။ဇွဲလုံလာဝရိယနဲ့လောက်ရမယ့်အလုပ်ဆိုရင်သူတို့နဲ့မတဲလာဘူး။အမှုပညာပြီးသားရှိတယ်။အမှုပညာနဲ့ကြော်ကြားတတ်တယ်။နေရာတနေရာအလုပ်တစ်ခုခုမှကြာလည်းမတည်မြဲတတ်ဘူး။အပေါ်ယံကြည့်ရင်တော့သူတို့ကပျော်နေတတ်တယ်လို့ထင်ရပေမဲ့တကယ်တော့သူတို့ဘဝဟာတစ်ခုခုလိုအပ်နေပြီးစိတ်တိုင်းတည်ငြိမ်တာမို့သူတို့ကိုတည်ငြိမ်အေးချမ်းမှုကင်းမဲ့သူများလို့အမိပေးကမွန်တက်လိုက်ပါတယ်။ကရကရသည်ပွားအင်္ဂလိပ်ရဲ့ဇွန်လ21ရက်မှဇူလိုင်လ22ရက်တွင်မွေးဖွားသူများဟာကရကရသည်ပွားများဖြစ်ပါတယ်။ကရကရသည်ပွားများဟာမိမိနေအိမ်မိသားစုကိုခင်တွယ်တဲ့ကာကွယ်စောင့်ရှောက်တတ်တဲ့တနည်းလာကြိုဖြစ်ပြီးမိမရသည်ဖြစ်လို့မိခင်စိတ်ရှိသူများဖြစ်ကြတယ်။အသိပညာအတတ်ပညာများကိုငွေကြေးတနာဥစ္စာထပ်ပုံမခုံမင်တတ်တယ်။ဒါပေမဲ့လက်မထောင်နေတဲ့လေဗဇွန်လုံးတရုတ်တရံကြောင့်ဝင်းဝါတယ်မောက်ကြွားတယ်။အတွင်းစိတ်မှာနူးညံ့တိမ်မွေ့ပေမဲ့နှစ်လိုပဲစကားမျိုးကိုမပြောတတ်ဘူး။ကလန်တိုက်တဲ့လို့လူရှင်းလူခင်တိတ်မများလာတာကိုတွေ့ရတယ်။သူတပားကိုလောင်မြောင်ပြောဆိုတတ်တယ်။ပြန်ပေါ်တယ်။ဘေးကြကြပြောတတ်ပေမဲ့အင်္ဂါဂျိုနီဖြစ်တာကြောင့်တကယ်ရင်ကျရင်တတိနယ်ပြီးတွင်းငယ်တတ်သူများဖြစ်တယ်။တနင်္လာဂျိုရဲ့ကတိအိမ်ဖြစ်ပြီးကြာသာရေးဂျိုရာသီများဖြစ်လို့စိတ်ထားဖြူစင်ပေမဲ့ဘသူနဲ့မှရေရှည်တက်အောင်မပေါင်းနိုင်ကြလို့သူတို့ကိုလောကကြီးကိုခွာတိုက်သူများလို့အမိပေးကမွန်တက်လိုက်ပါတယ်။တန်ရာသီပွားအင်္ဂလိပ်ရဲ့ဇူလိုင်လ23ရက်နေ့ကနေဩဂတ်22ရက်အတွင်းဝေးဖွားသူတွေဟာတန်ရာသီပွားများဖြစ်ကြတယ်။တန်ရာသီပွားတွေကဦးစီးဦးဆောင်လူစိတ်များကြားသူများဖြစ်တယ်။သူတပားကိုဩဇာပေးလို့သူများဖြစ်တယ်။ဘသူလွှမ်းမိုးမှုကိုမှလက်ခံနိုင်သူများဖြစ်တယ်။ဒါပေမဲ့သဘောထားကြီးတဲ့ပေကန်းစုကျဲတဲ့နေရာမှာလက်လွယ်တယ်။အပေါင်းအသင်းများအပေါ်အလွန်ဖြောင့်မတ်စွာဆက်ဆံကူညီတတ်သူများဖြစ်တယ်။အမှန်တရားကိုမျက်နှိုးသူများဖြစ်တယ်။မိသားစုကိုကာကွယ်စောင့်ရှောက်တတ်သူများဖြစ်တယ်။ညာသောအပြင်တိခန့်တတ်သူများဖြစ်ပေမဲ့အလွန်ကျွံစော်ကားလိုက်ရင်တော့ရှင်သေးလိုရဲရင်စွာတောက်ပြန်တတ်တယ်။စနလရာသီခွင်အားလုံးထဲမှာဒီရာသီကိုဘွားများဟာသဘောထားကြီးသူတွေခွင့်လွတ်တတ်သူတွေပြန်လာတော့ပြန်မှုကိုမမျှော်ကိုပဲစိတ်ထားမှန်စွာကူညီတတ်သူတွေအဖြစ်တွေ့ရများတာမို့သူတို့ကိုမြင့်မြတ်သောနှလုံးသားရှိသူလို့အမည်ပေးကမွန်တက်လိုက်ပါတယ်။ကံရသည်ဘွားအင်္ဂလိပ်ရဲ့ဩဂုတ်လ23ရက်ကနေစက်တင်ဘာ22ရက်အတွင်းမွေးဖွားသူများဟာကံရသည်ဘွားများဖြစ်ကြတယ်။ကံရသည်ဘွားများဟာဉာဏ်ပညာအလွန်ထက်မြက်သူများဖြစ်ပါတယ်။သိလွယ်တတ်လွယ်တဲ့သင်္ခါနှုတ်ပတိဉာဏ်ကောင်းသူများဖြစ်တယ်။အပျော်ဟော်ရေးသားကောင်းသူများလည်းဖြစ်တတ်တယ်။
ပေါင်းသင်းဆက်ဆက်ရေးကောင်းကြတယ်ဒါပေမဲ့သူတို့ဟာအရာရာကိုအလွန်စိတ်ဆက်သေးကြလွန်းသူတွေဖြစ်ပြီးသူများမမြင်တဲ့အသေးစိတ်အချက်ကအစအလွန်သိလွယ်မြင်လွယ်တာကြောင့်သူတစ်ပါးရဲ့အားနည်းချက်ကိုလျင်မြန်ဖော်ထုတ်နိုင်စွမ်းရှိသူများဖြစ်ကြတယ်နောက်ပြီးအားနည်းချက်ကိုထောက်ပြပြောဆိုဖို့ဆိုလဲလက်မနေတာကြောင့်ပတ်ဝန်းကျင်ကသူတို့ကိုအပြစ်ရှာတတ်သူများလို့အတိမတ်ပြုခြင်းခံရပါတယ်စီးစိမ်ခံစားမှုကိုပေးနိုင်သောတောက်ကြကြိုကြီးနှိမှုပြီးအားမရှိတဲ့အတွက်သူတို့ဟာရှမ်းသာသည်ဖြစ်စေမရှမ်းသာသည်ဖြစ်စေစိတ်မခံနိုင်ကြပဲအမြဲပင်ပန်းကြီးစွာအလုံးလုံးရသူများလည်းဖြစ်ပါတယ်။အရာရာမှာလက်တွေ့ကြပြီးကံတရားကိုသိပြီးယုံကြည်သူများလည်းမဟုတ်ပါမိမိအလုပ်ကိုလည်းစိတ်ဆက်သေးကြစွာလောက်ကင်တတ်သူမို့လို့သူတို့ဟာအရာရာမှာစိတ်ဆက်သေးကြလုံးသူများဖြစ်တတ်ကြပါတယ်။ဒါကြောင့်ကံရသည်ပွားများကိုစိတ်ဆက်သေးကြလုံးသူများလို့အမည်ပေးကမွန်တက်လိုက်ပါတယ်။သူရသည်ပွားအင်္ဂလိပ်ရက်စက်တင်ဘာ23ရက်ကနေအောက်တိုဘာ22ရက်အတွင်းမွေးဖွားသူများဟာသူရသည်ပွားများဖြစ်ကြပါတယ်။သူရသည်ပွားများဟာအေဂျင့်စွာနေလိုတက်ကြပြီးစီကံတည်ဝဲသူများတရားဥပဒေကိုလိုက်နာသူများဖြစ်ကြပါတယ်။တောက်ကြကျူကတိလိုနှစ်လိုပွဲရကောင်းတဲ့ရုပ်ရည်ဥပရိယုတ်မျိုးရှိကြပြီးလူအများနဲ့လည်းတင့်မြတ်စွာပေါင်းသိနိုင်ကြပါတယ်။သူ့ဘက်ကိုယ်ဘက်မျှသားတဲ့အယူအဆမျိုးရှိပြီးကိုချင်းစာတရားမြင့်မာသူများလည်းဖြစ်ကြပါတယ်။စနေကျူအပြည့်တာကြောင့်ဇွဲကောင်းသူလုံလောက်ဝိရိယရှိသူရှေ့ရေးကိုကြိုတင်တက်ဆပြီးရေရှည်စီမံကိန်းများဆွဲတတ်သူများလည်းဖြစ်ပါတယ်။စိတ်ရှည်ဇွဲတန်တင်းကြီးခံဆိုတဲ့သူတို့ရဲ့အဆောင်ပုဒ်ကိုတင်စားရမလို့ပါပဲ။ဒါပေမဲ့ရှိန်ခွင်ရုပ်ဟာတရားမျှတမှုကိုကိုးစားပြုတယ်လို့ရှိန်ခွင်ရှာဟာအတိမ်ဆောင်မခံတဲ့သဘောလည်းရှိနေပါတယ်။ဒါကြောင့်သူရသည်ကွာအများစုဟာအပေါင်းအသင်းမှားလို့သည်ဖြစ်စေတစုံတစ်ခုသောအကြားအရာအကြောင်းဖြစ်စေရှိန်ခွင်တစ်ဖက်သို့အလေးပြစ်ထည့်လိုက်တဲ့အခါရှိန်ခွင်ရှာဆောင်းသွားသလိုအတွေးခေါ်ယူအစတိမ်ဆောင်သွားတတ်ပြီးအစွန်းရောက်ရှင်အယူသီးခြင်းလမ်းမခြင်းများနဲ့ကြုံတွေ့ရတာကိုအထူးသတိပြုသင့်ပါတယ်ဘလို့ပဲဖြစ်ဖြစ်သူရသည်ကွာအများစုဟာရှိန်ခွင်ရုပ်တံနဲ့တူညီစွာပြုမှုနေထိုင်တတ်လို့သူတို့ကိုသဘောထားမျှတသူလို့အမည်ပေးကမွန်းတက်လိုက်ပါတယ်ပိဿာရသည်ပွားအင်္ဂလိပ်ရက်အောက်တိုဘာ23ရက်ကနေနိုဝင်ဘာ21ရက်အတွင်းမွေးဖွားသူများဟာပိဿာရသည်ပွားများဖြစ်ကြတယ်။ပိဿာရသည်ပွားများဟာစွန့်စားခြင်းတိုက်ခိုက်ခြင်းအကြံကြီးခြင်းရည်ရွယ်ချက်ကြီးခြင်းလျှို့ဝှက်ခြင်းတိတ်ဆိတ်ကြံစည်ခြင်းအရှိရဲ့အိမ်နောက်ရေးစတဲ့ဘဝရှုပ်ထွေးမှုများခြင်းရှိတတ်ပါတယ်။တနင်္လာကြိုအားမရှိလို့စိတ်ထားပျော့ပြောင်းနူးညံ့မှုမရှိလာပဲလိုအပ်လာရင်ကိုချင်းစာတရားကိုလစ်လျူရှုနိုင်သူများဖြစ်တယ်။ညဘက်အခါမှာထွက်ပြီးကျက်စားတတ်တဲ့ကီမီကောင်းနဲ့တရံတူစွာလျှို့ဝှက်စာကြံစီလောက်ကသူများလည်းဖြစ်တယ်။သူတို့ရဲ့အတွင်သဘောကိုအလွန်သိရခက်ပါတယ်။အင်္ဂါကြိုပိုင်းလို့စိတ်တက်ထက်မြက်ပေမဲ့ထိရရသည်ဖြစ်လို့မိသားရသည်ဘွားများလောက်အလျင်မလို့တက်ကြပဲအချိန်ခါခါကောင်းကိုစိတ်ရှည်စွာစောင့်ငန်းတဲ့သူများလည်းဖြစ်တယ်။ကီမီကဟာလက်မနှချောင်းကိုအယောင်ပြပြီးအစိပ်ပါတဲ့အမီနဲ့ထိုးတတ်သလိုဘဝတိုက်ပွဲကိုတိုက်ခိုက်ဖို့အရာရာကိုအစဉ်တည်းပြင်ထားသူများလည်းဖြစ်ပါတယ်။ခက်ခဲနှက်နေတဲ့အတတ်ပညာများကမြင်ရပညာရဲ့များလှုပ်ဝက်မှုများကိုဖော်ထုတ်ရတဲ့ပညာရဲ့များကိုလိုက်စားနိုင်စွမ်းရှိပြီးထူးလက်ထူးကျွန်းတတ်ပါတယ်။သူတို့ဘဝဟာလှုပ်ဝက်ရှင်များ၊ကွယ်ဝက်ရှင်များရှိတတ်ပြီးသူတို့ရဲ့အတွင်းစိတ်မှန်ကိုလည်းကဲခတ်ရန်ခက်ခဲလာတာမို့သူတို့ကိုလှုပ်ဝက်ပြီးတရားခတ်သူများလို့အမည်ပေးကမွန်းတက်လိုက်ပါတယ်။တနုရသည်ကအင်္ဂလိပ်ရက်နိုဝင်ဘာ22ရက်ကနေဒီဇင်ဘာ21ရက်အတွင်းမွေးဖွားကြသူများဟာတနုရသည်ပွားများဖြစ်ကြပါတယ်။တနုရသည်ပွားများဟာဘဝတိုက်ပွဲကိုအမြဲတိုက်ခိုက်နေကြသူများတိုက်ခိုက်နေလိုသူများဖြစ်ကြပါတယ်။သူတို့ဟာအမြဲတမ်းဘဝတက်လန်ကြီးပွားရေးတိုးတက်ရေးများကိုကြံစည်နေကြသူများဖြစ်ပါတယ်။ဉာဏ်ပညာကြီးသူများဖြစ်ပြီးဘယ်ပညာကိုမဆိုအလွယ်တကူတက်မြောက်နိုင်သူများလည်းဖြစ်ကြပါတယ်။အမြဲတမ်းလေးလာတည်လူနေကြသူများဖြစ်ပြီးအသက်ကြီးတဲ့အထိအနာမယူပဲလောက်ကြတဲ့သူတွေမှာတနုရသည်ဘွားများကိုအများဆုံးတွေ့ရတတ်ပါတယ်။ရေဒီဟာရသည်ဘွားဖြစ်ပြီးမျက်နှာရှင်ဆိုင်ခုနှစ်တန်းဘဝမှာမိထုံရသည်ဘွားတည်နေလို့တနုရသည်ဘွားများဟာအိမ်နောက်ဆက်များတဲ့သူများဖြစ်တတ်ပါတယ်။တာယာရှမ်းမြေတဲ့အိမ်နောက်ရေးမျိုးကိုတနုရသည်ဘွားများမှာတွေ့ရခဲလာပါတယ်။တနုရသည်ဘွားများရဲ့အကြီးဆုံးအားနည်းချက်ကတော့သူတို့နဲ့သဘောမတွေ့သူကိုစကားဆိုရမှာပိတ်သက်လေးနဲ့ဘေးကိုပြတ်တယ်လို့ပြောတတ်ကြပြီးလူရှိလူခွင့်မများလာသူများထဲမှာလည်းဖြစ်လို့ရှိပါတယ်။ဘာပဲဖြစ်ဖြစ်သူတို့ဟာအမြဲတမ်းတက်ကြွလှုပ်ရှားနေကြပြီးဘဝတက်လန်ကိုအမြဲကျက်စီလောက်ကင်နေတတ်ကြလို့သူတို့ကိုဘဝစစ်တီတော်များလို့အမည်ပေးကမွန်းတက်လိုက်ပါတယ်။ဆနလာရာသီခွင်ဗီဒင်အဟောမကရာရာသီဘွားအင်္ဂလိပ်ရက်ဒီဇင်ဘာ22ရက်ကနေဇန်နဝါရီ19ရက်အတွင်းမွေးဖွားသူများဟာမကရာရာသီဘွားများဖြစ်ကြတယ်။မကရာရာသီဘွားများသည်တခါတရံမှာအလွန်တကြမြန်ဆန်သလိုတခါတရံမှာအလွန်ဖိနှက်လေးကန်ကြသူများဖြစ်နေကြပြန်တယ်။
ကုန်းတရဝါနဲ့ရေတရဝါတို့၏ပေါင်းစပ်မှုကြောင့်ကုန်းမှလည်းအပြည့်ကျမ်းစားနိုင်ရေမှလည်းအပြည့်ကျမ်းစားနိုင်ပုံမြောက်တီမြောက်နဲ့ဘဝကံကြမ္မာတိုးလို့တန်လန်းဖြစ်နေတဲ့မကရရာသီဘွားတို့ကိုတွေ့ရလို့များပါတယ်အတွေးခေါ်မြင်မာပြီးလူခဲခက်ကောင်းလုံးသူများဖြစ်လို့လူကောင်းလူဆိုးခွဲခြားရမှာအလွန်တော်ကြသူများဖြစ်ကြပါတယ်ဘာသာရပ်ပေါင်းစုံကိုနှက်ဆက်ကျဉ်းကျဉ်သူများဖြစ်လို့ဘယ်လိုလူမျိုးနဲ့မဆိုစကားရှိတင်ဆွေးနွေးပြောဆိုနိုင်ကြပြီးပေါင်းအသင်းလွန်ဆန်းကြသူများဖြစ်တတ်ပါတယ်။ဒဇိမ်းများနဲ့ဆက်ရှင်မိတ်ဆွေဖြစ်လွယ်ပြီးတစ်ဖက်သားသဘောကျအောင်ပြောဆိုပေါင်းတင်တတ်လို့အပေါင်းအသင်းများသူများလူသိများသူများဖြစ်နေပေမဲ့တစ်ခါတည်းမှာဆရာလုံးလိုတဲ့ဉာဏ်လေးရှိတာမို့ဒီချိန်မှာအပေါင်းအသင်းမိတ်ဆွေများနဲ့ဆက်ဆက်ရေးမခံရတဲ့ကောင်ကိုတွေ့ရတတ်ပါတယ်။ဒီလိုလူမှုဆက်ဆံရေးရှုပ်ရင်းလာတာကြောင့်ရေရှည်မှာစီးပွားရေးကြီးပွားရေးများကိုထိခိုက်လာတတ်ပါတယ်။ဒါပေမဲ့ဒီအချက်ကိုမကရရာသီဘွားများတော်တော်များများဟာသတိမမှုတကြပါဒါကြောင့်သူတို့ကိုပညာရှိတော်လဲသတိဖြစ်ခဲလာသူများလို့အမိပေးကမွန်းတက်ပေးလိုက်ပါတယ်ကုန်ရသည့်ဘွားအင်္ဂလိပ်ရဲ့ဇန်နဝါရီလ20ရက်နေ့ကနေဖေဖော်ဝါရီလ18ရက်အတွင်းဝေးဖွားသူများဟာကုန်ရသည့်ဘွားများဖြစ်ကြပါတယ်ကုန်ရသည့်ဘွားများဟာခိမိခြင်းအမြင်ကျဲခြင်းပွင့်လင်းလွတ်လပ်ရှင်ယူဆဟောင်းတွေးခေါ်ဟောင်းများကိုတော်လှန်လိုခြင်းသူများနဲ့မတူထူးခြားအတွင်တရံရှိခြင်းလွတ်လပ်စွာနေထိုင်လိုခြင်းပတ်ဝန်းကျင်ကိုပြီးမဆိုင်တတ်ရှင်စတဲ့ဂုဏ်အင်္ဂါများရှိကြပါတယ်သူတို့ဟာလူမှုရေးစိတ်ဓာတ်ရှိကြသူများဖြစ်ပြီးလူမှုပတ်ဝန်းကျင်ကိုအကူအညီပေးလိုကြသူများဖြစ်ကြပါတယ်လူမှုရေးလုပ်ငန်းများကိုတော်တော်ကြာကြာလှုပ်ဆောင်လိုကြပြီးမိမိစီးပွားရေးကြီးပွားရေးများထက်ပိုမိုစိတ်ဝင်စားကြသူများဖြစ်ကြပါတယ်သဘောထားကြည့်ပြီးဖြောင်းမမှန်ကန်သူများမိမိဘဝကိုအခြားသူများအတွက်ပေးဆက်ထားသူများကိုကုန်ရသည့်ဘွားများအများအပြားတွေ့ရပါတယ်။ရွေနစ်ဂျိုရဲ့တဘာဝကြောင့်သူတို့ဘဝဟာအခက်ခဲများဘေးဥပဒ်များနဲ့ပြည့်နေနေတတ်ကြပါတယ်။မိမိလောက်ကန်ခဲသမျှကိုမိမိပြန်လဲခံစား권မရှိတတ်ရှင်မိမိလောက်ထားတာကိုမိမိပဲပြန်ဖြတ်သိမ့်တတ်ရှင်အတုံးဆဲလက်ဖွာခြင်းပစ္စည်းဥစ္စာစုဆောင်မိလျင်လဲအကြောင်းမျိုးမျိုးကြောင့်ကုံဆုံးတတ်ခြင်းတို့ကြောင့်သူတို့ဘဝဟာကုန်ရသည့်ရဲ့အယုတ်နဲ့တရံနဲ့တူညီလာတာမို့သူတို့ကိုတဲရဲရွတ်သွံအဖြစ်ရသူများလို့အမည်ပေးကမွန်တက်ပေးလိုက်ပါတယ်။မရသည်ဘွားအင်္ဂလိပ်ရဖေဖော်ဝါရီလ19ရက်ကနေမတ်လ20အတွင်းမွေးဖွားသူများဟာမရသည်ဘွားများဖြစ်ကြပါတယ်။တောက်ကြကြမူရဲ့ရသည်ဖြစ်လို့ကံကုံအာယုံများကိုအလို့အမင်လိုက်စာတက်ပြီးနေရာတကာမှာအကောင့်ကြိုက်သူများလည်းဖြစ်တတ်ပါတယ်။ဘဝမှာနေချောင်လိုသူများဖြစ်တတ်ပြီးတန်တတစိန်ရှိရှိနေထိုင်တတ်သူများလည်းဖြစ်တတ်ပါတယ်။ပြပပလောက်ကင်စားရတဲ့မရသည်ဘွားအရေးအတွက်နေလာပါတယ်။ဩတဘူးကြိုကြောင်ရဖန်ရန်ခါစကားမတိကြည့်ပဲမှုသားကိုအလွယ်တကူတုံတက်သူများလည်းတွေ့ရပါတယ်။နက်ပရွန်ကြိုရဲ့ရေရာသည့်ပေါင်းဆက်မှုကြောင့်အကဲခတ်ခဲ့ရသူများဖြစ်ပြီးစိတ်အပြောင်းလဲမျက်စက်သူများလည်းဖြစ်ပါတယ်။ဥတီယာမတူတဲ့ငါးနှကောင်ဟာမတူညီတဲ့ဇယိုက်တဘာဝနှစ်ခုကိုဥတီယာမတူတဲ့ငါးနှကောင်ဟာမတူညီတဲ့ဇယိုက်တဘာဝနှစ်ခုကိုတပြိုင်တည်းကျင့်သုံးတာကိုပြောဆိုတဲ့အပြောနဲ့အလုံးဆန့်ကျင်ဘက်ဖြစ်ရှင်ကိုလည်းအတိတ်ပဲဆောင်ပါတယ်။ထို့ကြောင့်သူတို့ကိုတရားတစ်ဖက်သားနှစ်လက်ပြုတတ်သူများလို့အမိပေးကမွန်တက်ပေးလိုက်ပါတယ်။